အားလုံးပဲမင်္ဂလာပါကဲစကားမများပဲပုံမြင်လေးစားလိုက်ရအောင် တခါတုန်းကတောရွာလေးတီတော်မှာအမိကိုမောင်လင်းလို့ခေါ်တဲ့လူငယ်တစ်ယောက်နေထိုင်နေမောင်လင်းရဲ့မိဘနှစ်ပါးကအလွန်အမင်းနာကျင်လျက်ရှိပြီးအဖေကခြေလက်အားနေပြီးအမေကရင်ဘက်ယောဂါကြောင့်အမြင်အိပ်ရာပေါ်မှာပဲနေရတတ်ကြတယ်အိမ်ကလည်းစင်းရဲနွမ်းပါလို့စားဖို့တောင်ခက်ခဲလာတယ်မောင်လင်းဟာမနက်ခင်းတိုင်းနေရောင်မထွက်ခင်တည်းကထပြီးမိဘနှစ်ပါးကိုဆေးတိုက်ရေနွေးတိုက်ထမင်းချက်ကျွေးပြီးမှတောထဲကိုတစ်ခုတ်သွားတယ်တောထဲမှာသူ့တယောက်တည်းတစ်သားတွေကိုခုတ်ပြီးခေါင်းပေါ်ထန်းပခုံးပေါ်တင်ပြီးရွာစဲတဲ့တို့တွားရောက်တယ်ရလာတဲ့ပစံလေးနဲ့ဆန်စီစားဝယ်ပြီးမိဘနှစ်ပါးကိုအစာကျွေးတယ်မောင်လင်းကကိုယ်တိုင်ဆင်းရဲပြီးမဲ့စိတ်ထားကအလွန်ကောင်းတယ်ရွာထဲမှာအိုမင်းသူတဲ့အလူတန်းမရှိလို့အစာမရှိရင်သူ့ထံကအနှဲငယ်မြဝေးမြဖေးတတ်တယ်တခါတည်းသူ့မှာရှိတဲ့ထမင်းအင်းလေးကိုတောင်မိဘတွေစားပြီးသားအကြံနဲနဲပဲကြံတတ်တယ်ဒါပေမဲ့သူမငြီးညူဘူးမိဘကိုပြုစုရတာကျွန်တော်ရဲ့အကျွေးပါလို့သာစိတ်ထဲတွင်ထင်မြင်ထားတယ်ဒီနေ့မှာတော့မိုးမိပြီးတောထဲမှာလမ်းပြောက်တယ်လို့ဖြစ်သွားတယ်တစ်သားတွေကိုခုတ်ပြီးအားနဲနေချိန်မှာတောလမ်းဘေးမှာမောပန်းနေရင်သာသနာဝင်ဖုန်ကြီးတစ်ပါးကိုတွေ့လိုက်တယ်ဖုန်ကြီးဟာလမ်းလျှောက်ရင်မောပန်းတယ်လို့မြင်ရတယ်မောင်လင်းကသူယူလာတဲ့ထမင်းအိမ်ကိုဖွင့်ပြီးဖုံကြီးတော်မူပါကျွန်တော်မှရှိတာနဲပေမဲ့စားပါလို့လေးစားစွာပေးလူလိုက်တယ်အဲ့ဒီနေ့မှာသူ့မိဘတွေအတွက်ယူလာတဲ့ထမင်းတစ်ဝက်လောက်ပဲကျန်ခဲ့တယ်ဒါပေမဲ့သူမစိုးရင်ဘူးစိတ်ထဲမှာမနှက်ဖြန်ထတ်ကြိုးစားမယ်လို့ပဲတွေးတယ်ဖုန်ကြီးကအလွန်သဘောကျပြီးပြုံးပြတယ်ကလေးတင့်လေစိတ်ကောင်းစိတ်တန့်အားအဖိုးတန်ဆုံးအလူပါတင်မိဘကိုတစ္ဆာရှိရှိပြုစုတာဟာအလွန်ကြီးမားတဲ့ကုသိုလ်ပါလို့ပြောတယ်ပြီးတော့ဖုန်ကြီးကသူ့အိတ်ထဲကအရွယ်သေးသေးသစ်စေ့လေးတစ်လုံးကိုထုတ်ပေးတယ်ဒီသစ်စေ့ကိုတင့်အိမ်ရှိမြေမှာစိုက်ပါတစ္ဆာကျူးစားမှုမေတ္တာနဲ့ပြုစုပါတင့်မိသားစုအတွက်အကျိုးကျေးဇူးကြီးလိမ့်မယ်လို့ပြောတယ်မောင်လင်းဟာယုံကြည်စွာယူပြီးအိမ်ပြန်သွားတယ်နောက်နေ့မှာတစ္စေ့ကိုစိုက်ပြီးနေတိုင်းရေလောင်မြေထွန်းစိတ်ကောင်းနဲ့ပြုစုတယ်အချိန်ကြာလာတော့တစ်ပင်လေးကကြီးထွားလာပြီးအံ့အိုးဖွယ်အဖိုးတန်အသီးများပေါက်လာတယ်အဲ့ဒီအသီးတွေဟာရွာစည်းမှာအလွန်တန်ဖိုးကြီးလို့ရောင်းလို့ရတယ်မောင်လင်းကပတ်စံရလာပြီမဲ့မပြောင်းလဲဟုအရင်လိုပဲမိဘကိုအယမ်းဂယုစိုက်တယ်ဈေးဝါကောင်းတွေဝယ်ပေးနိုင်ပြီးမိဘနှစ်ပါးလဲကျမ်းမာလာကြတယ်အိမ်လဲပြုပြင်နိုင်လာတယ်ဒါအပြင်သူ့ရွာသားတွေကိုလည်းအလုတ်ကြိုက်ပေးတယ်ဈေးရဲသူတွေကိုကူညီတယ်ရွာထဲမှာကျောင်းလေးတစ်ခုတည်ဆောက်ပေးတယ်မောင်လင်းရဲ့နာမည်ဟာရွာတစ်ရွာလုံးမှာမိဘကိုတိတ်ခါထားတဲ့သူလို့ချီးမြှင့်ကြတယ်ဒီနေ့မှာမောင်လင်းထက်ပြီးတိုးတဲသွားချိန်မှာအဲ့ဒီဖုန်ကြီးကိုမတွေ့တော့ဘူးလူတွေကလည်းအဲ့ဒီဖုန်ကြီးကိုမမြင်ဘူးလို့ပြောကြတယ်မောင်လင်းကတော့နားလဲသွားတယ်အဲ့ဒီဖုန်ကြီးဟာသူ့စိတ်ကောင်းကိုစမ်းသပ်ဖို့လာခဲ့တာဖြစ်နိုင်တယ်လို့ထင်တယ်နောက်ဆုံးမှာတော့မောင်လင်းမိသားစုဟာချမ်းသာပြီးပျော်ရွှင်စွာနေထိုင်နိုင်လာကြတယ်ဒါပေမဲ့အဓိကအရေးကြီးဆုံးကသူ့စိတ်ကောင်းတဲ့မိဘအပေါ်တစ္ဆာရှိမှုကြောင့်ပဲဖြစ်တယ်ပုံမြင်သင်ခန်းစာမိဘကိုယိုတည်ပြုစုခြင်းစူးစမ်းအားထုတ်ခြင်းနဲ့မေတ္တာကောင်းရှိခြင်းတို့ဟာအမှန်တကယ်ချမ်းသာခြင်းကိုပေးစွမ်းနိုင်ပါတယ်